ဒီနေ့ဓမ္မစီရီလေးကိုလေ့လာပြီးတော့ဝါဟာရအသစ်တွေရောတန်ဝေကတွေရောယူလိုက်ပါအောင်နော်ပထမဆုံးမေးခွန်းလေး What happens after we die in Buddhism in Buddhism ဗုဒ္ဓဘာသာမှာ after we die ကျွန်တော်တို့သိပြီးတဲ့အခါမှာ what happens ဘာဖြစ်မှာပါလဲဟာဆရာလဲစာသင်းနဲ့မင်္ဂလာမရှိရရင်မပြောဘူးလို့မထင်ပါနဲ့မင်္ဂလာရှိတာပြောနေပါနော်ကိုတရားမဲဆိုတဲ့ဟာကိုတွေးလိုက်ပြီးဆိုတာနဲ့တခါနဲ့တည်းမကောင်းတဲ့ဟာတွေလုပ်တာတွေကိုငါလုပ်နေတဲ့ဟာတွေဒီနောက်ဘဝကိုပါသွားမှာပါလားကောင်းလိုက်မလုပ်ရသေးလဲအိုငါလုပ်အောင်မှာပါလားဆိုတော့တတိတရားတွေဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ဆရာကောင်းတဲ့စကားတွေပြောနေရလို့ပဲမှတ်ပါအဲ့တော့ဗုဒ္ဓဘာသာမှာကျွန်တော်တို့သိပြီးတဲ့အခါမှာဘာဖြစ်မှာလဲတဲ့အဲ့တော့ we are born again in a new life okay in a new life ဘဝအသစ်မှာ we are born again ထပ်ပြီးတော့ဝေးဖွားမှာပါတဲ့နော်ပျော်စရာကြီးလို့ထင်သလားသိပြီးတော့လို့ရှိရင်နောက်ဘဝပြန်ရောက်နေပြီလေ which is called အဲ့လိုမျိုးထင်သလား which is called rebirth rebirth ဆိုတာဗာလဲဗမာလိုမှတ်ထားပြန်လည်မွေးဖွားခြင်းပေါ့နော် meaning လေးလည်းမှတ်အောင် we are born ကျွန်တော်တို့ကဒါ percent နဲ့ရေးထားတာဘတ်တူရဲ့ဘတ်တရီရဲ့ဘာကြောင့် percent နဲ့ရေးလဲရှေ့ရသူကခံရတဲ့သူမဟုတ်လို့ we ဒီမွေးမဲ့သူမဟုတ်အမွေးခံရမဲ့သူဘဝတင်မှာကျွန်တော်တို့ပြန်မွေးဖွားပါမယ်တဲ့၎င်းကိုဘာလို့ခေါ်လဲ rebirth ပြန်လည်မွေးဖွားခြင်းလို့ခေါ်တယ်ပေါ့ဒါ relative clock ဟိုလှလှပပဘာသာပြန်မယ်ဆိုတော့ပြန်လည်မွေးဖွားခြင်းဟုခေါ်တော့ဘဝတစ်ခုမှာနောက်တစ်ချိန်ပြန်လည်မွေးဖွားပါမယ်တဲ့ what kind of life we are born into လာပြီမွေးရတော့ဟုတ်ပါပြီ what kind of life ဘယ်ဘဝအမျိုးအစားမှာနော်မွေးဖွားမယ်ဆိုတာ we are born into ငါတို့မွေးဖွားမယ်ဆိုတာကို what ဘယ်ဟာက decides ဆုံးဖြတ်ပါတယ်လေဆရာတို့ဗမာပြန်မွေးမယ်ဆိုတာကိုဘယ်ကောင်ကဆုံးဖြတ်ပေးရလဲတရားရောက်ကဆုံးဖြတ်ပေးနေရလားဆိုတော့ဆရာတို့ဒီနောက်ထပ်ဆိုတဲ့ဘဝကိုရောက်သွားနိုင်တယ်အခုလိုမျိုးဗုဒ္ဓရဲ့တရားတွေကိုမသိနိုင်လောက်တဲ့နေရာရောက်သွားပြီဆိုရင်တော့နောက်ထပ်နှစ်တွေကိုအသင်ချာနဲ့ချီပြီးတော့မှဆရာတို့လွတ်မှာမဟုတ်တော့ဒီလိုခွင့်ရေးလေးရနေတော့မှဆရာတို့ကောင်းတဲ့ဟာလေးတွေလုပ်တင်တယ်ပေါ့နော်ကောင်းတဲ့ဟာလေးတွေလုပ်တင်တယ်ကောင်းတဲ့စကားလေးတွေပြောတင်တယ်ကောင်းတဲ့အကြံလေးတွေကြံတင်တယ်အဲ့လိုမျိုးမဟုတ်ရင်လူဖြစ်ရကြိုးမနှက်ဘူးเนาะအဲ့တော့ what kind of life ဘလို့ဘဝအမျိုးအစားကိုအမ we are born into ငါတို့ပြန်မွေးဖွားမယ်ဆိုတာကို what design ဘယ်ကောင်ကဆုံးဖြတ်ပေးရလဲဆိုတော့တခြားတော့မဟုတ်ဘူး our karma action karma ဆိုတာကံ action ဆိုတာလှုပ်ဆောင်ချက်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကပဲဆုံးဖြတ်တာပါတဲ့ဘလို့မှဆုံးဖြတ်တာမဟုတ်เนาะဆရာတို့အခုကောင်းနိုင်ဦးဆရာနှစ်နာရီအခုစိတ်ထဲမှာကောင်းတဲ့စိတ်ဓာတ်တွေဖြစ်နေရဆိုလို့ရှိရင်ကောင်းတဲ့ life ကိုပြန်ရပါလိမ့်မယ်မကောင်းတဲ့စိတ်တွေဖြစ်နေတယ်လောဘတွေများနေတယ်ဒေါသတွေများနေတယ်ဆိုလို့ရှိရင်တော့မကောင်းတဲ့စီကိုပဲဦးတည်သွားပါလိမ့်မယ်ဒါတော့ဆရာတို့ action ကပဲမလုပ်နေရလဲဆုံးဖြတ်တာပါတခြားလူကဆုံးဖြတ်နေရမှာမဟုတ်ဘူး whether good or bad ကောင်းတာပဲဖြစ်ဖြစ်ဘာဆိုရပဲဖြစ်ဖြစ် decide our next life ငါတို့ရဲ့နောက်ဘဝဆိုတော့မလုပ်ပြရလဲဆုံးဖြတ်ပြရပါဒါတော့ဒါထက်မြင့်တဲ့ level တခုရအောင်မကြိုးစားတင်ဘူးလားအခုလို့ဟိုသိနိုင်တဲ့တရားတွေရှိတဲ့အချိန်မှာသိနိုင်တဲ့ခန္ဓာကိုယ်ကြားနိုင်တဲ့နားမြင်နိုင်တဲ့မျက်စိနော်အဲ့လိုမျိုးရှိနေချိန်မှာဆရာတို့လုပ်တင်တယ်အောင်းမေ့တင်တယ်ဆင်ခြင်တင်တယ်ပေါ့ What is the goal of Buddhism ဒါဆိုရင်ဗုဒ္ဓဘာသာရဲ့ the goal ပန်းနိုင်ရအောင်ဘာလဲဒီလင်ရဲ့ဒီ cycle ကြီးอ่ะဒီ cycle ဆိုတာစောင်းဝန်းလို့ခေါ်တယ်ဒီစောင်းဝန်းထဲမှာလင်နေဖို့ဒီဒါဗုဒ္ဓဘာသာရဲ့စောင်းဝန်းဟို goal မဟုတ်ဘူးလင်နေရဆိုတာလင်နေတယ်မြဘာဖြစ်နေတာဒုက္ခဖြစ်နေမှာပဲဆရာလည်းဒုက္ခဖြစ်နေတယ်သူဆရာလန်နာကြီးမှာလည်းဒုက္ခရရှိနေကြတယ်အဲ့ဒါကိုသတိထားမိရလားအသက်ရှင်နေတဲ့မြကတော့ဒုက္ခဖြစ်မယ်ချိန်တိုင်းသေးသွားမယ်အချိန်တိုင်းဦးနေမိုးဆိုတဲ့လူဒီလိုနေရာမှာစာတင်နေရဆိုတဲ့ဟာဒီဗီဒီယိုတွေပဲကြံနေမှာဦးနေမိုးဆိုတာရှိမှာမဟုတ်ဘဲနဲ့ပျောက်ဆုံးသွားမှာဖြစ်တယ်အဲ့တော့မပျောက်ဆုံးသွားခင်လေးမှာဦးနေမိုးဘာကြီးလှုပ်တင်လဲဆိုတဲ့ဟာဦးနေမိုးလှုပ်ခဲ့တဲ့ကောင်းမှုတွေဒီဦးနေမိုးကိုကောင်းတဲ့နေရာကိုပို့ပေးမှာဖြစ်တယ်ဦးနေမိုးလှုပ်ခဲ့တော့မကောင်းမှုတွေဒီလည်းဦးနေမိုးမကောင်းတဲ့နေရာကိုဆွဲချမှာပဲဖြစ်တယ်ဒါလေးကိုနားလည်ရမယ်เนาะအဲ့တော့ the goal ပန်းနိုင်ဒီ to break freeဆိုတာလွတ်မြောက်သွားဖို့ပဲဖြစ်တယ် the cycle or life ဘဝရဲ့ cycle ဆိုတာစက်ဝန်းကနေလွတ်မြောက်သွားဖို့ပဲဖြစ်တယ်เนาะဒီမှာ limitation နဲ့လေနေဒုက္ခတွေပဲဖြစ်သွားမယ် life and death life အသက်မွေးဖွားခြင်း death သေဆုံးခြင်းဆိုတဲ့ဒီဆောင်ဝိုင်းကနေလွတ်မြောက်သွားဖို့ဒီဗုဒ္ဓဘာသာရဲ့ goal ပဲတဲ့ and reach nibbana a peaceful state peaceful ငြိမ်းချမ်းသော state ဆိုတာအခြေအနေအဲ့ဒါဘာလို့ခေါ်လဲနိဗ္ဗာန်လို့ခေါ်တဲ့ငြိမ်းချမ်းတဲ့အခြေအနေတခု reach ရရှိသွားဖို့ဒီ Buddhism တယောက်ရဲ့ goal ပဲဖြစ်ရတယ်အဲ့တော့ဘယ်ကောင်းမှုကုသိုလ်ပဲလုံးနိဗ္ဗာန်ကိုအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်ကလေးမွေးရမယ်အဲ့လိုမဟုတ်လို့ရှင်တော့တန်တရားမှာတအားလဲနေလိမ့်မယ်နော်တန်တရားမှာလဲနေလိမ့်မယ်ဒီလိုမျိုးဘရားပြန်ပွင့်တဲ့တရားတွေမရှိတဲ့နေရာမှာဖြစ်နေလိမ့်မယ်ဒုက္ခတွေပဲကြုံဆုံနေရမယ်အဲ့လိုဟာမျိုးတွေဆက်လက်နိုင်မကြုံဆုံစေခြင်းဘူးအဲ့တော့ဒီလိမ့်စာကိုလည်းတွေ့ဘဝအတွက်တနေဖို့ကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခုရဖို့အနေထားမျိုးတွေသိပါပြီးတော့စိတ်ကလည်းကောင်းမွန်တဲ့စိတ်တွေကိန်းအောင်နေအောင်လေ့ကျင့်ပါဒီလိုနည်းနဲ့ပဲဆက်လက်နိုင်ဘဝတွေပို့ပြီးကောင်းမွန်တိုးတက်ကြပါစေအားလုံးပဲကြိုးစားပါဖိုက်တင်ပါ